ရမွေးမြေအစင်သာတတိယလွန်ကနေဟိုရင်တစ်ချိန်လုံးငါဆိုတို့ညီကိုမောင်နှမတွေစိုးနှွဲ့လို့ခုနာလေရအဖေကိုလည်းလွမ်းနေအမေရင်ကွင်းသို့လွမ်းကနေမြတ်တာရှင်ဦးရှိရမည်ရွှေမြင့်မိုးကြီးတွေပြိုမလဲ